မင်္ဂလာပါမြက်လော်ဂီအစီအစဉ်များမှတင်ဆက်ပေးနေတာဖြစ်ပါတယ်ဆရာမတို့အသုံးပြုနေတဲ့ဖောင်တိန်တွေမှာမှင်မလိုက်တဲ့ပြဿနာတွေအထဲမှာမှင်ရည်ခဲတဲ့ပြဿနာတွေဟာမကြာခဏကြုံတွေ့ရလေရှိပါတယ်အဲ့လိုမျိုးဖြစ်တဲ့အခါမှာကျွန်တော်အခုတင်ပြတဲ့ဗီဒီယိုလေးနဲ့လုပ်ကြည့်မယ်ဆိုလို့ရှိရင်မှင်ရည်တွေဟာပြန်ပြီးတော့အဆင်ပြေလာတာဖောင်တိန်ဟာအကောင့်တိုင်းအသုံးပြုလို့ရတာကိုတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်အခုဒီမှာပြထားတဲ့ဖောင်တိန်ဟာဆိုလို့ရှိရင်မှင်ချောင်းတွေရောအထက်မှာမှင်အခဲတွေခဲနေတာမှင်အိမ်ထဲမှာတွေ့နေရတာဖြစ်ပါတယ်အထိတ်ကဖောင်တိန်ရဲ့ nick နေရာတွေမှာလည်းမှင်တွေခဲနေတာတွေ့ရတာဖြစ်ပါတယ်အဲ့လိုမျိုးဖြစ်ခဲ့ပြီဆိုရင်အခုကျွန်တော်ပြသထားတဲ့အတိုင်းရင်နွေးပူပူတစ်ခွက်ကိုအခုလိုမျိုးပကံလုံးလေးနဲ့ထည့်ပါထိတ်နှစ်ကောင်းကိုစိန်ထားလိုက်ပါအထက်ကမှင်ရည်တွေခြောက်ပြီးတော့ပျော်သွားတဲ့အထိစိန်ထားလိုက်ပါပြီးရင်ကျွန်တော်အခုပြတဲ့အတိုင်းမှင်အိမ်လေးမှာပါတဲ့အတိုင်းရင်နွေးပူပူတွေကိုစုပ်သွင်းလိုက်ပါစုပ်သွင်းပြီးတဲ့အခါမှာအထဲမှာရင်နွေးတွေရောက်သွားတဲ့အခါမှာပြန်ပြီးတွန်းထုတ်လိုက်ပါရေကျင်းတဲ့သဘောမျိုးဒီလိုမျိုးကစားပေးလိုက်လို့ရှိရင်မှင်ရည်တွေဟာလောက်ဖန်များလာတဲ့အခါမှာအချိန်အားဖြင့်9မိနစ်10မိနစ်လောက်အတွင်းမှာရင်နွေးပူပူကြောင့်ပျော်ဆင်းလာတာကိုတွေ့ရမှာဖြစ်ပါတယ်နောက်တစ်ခါမှင်အိမ်နဲ့ဖောင်တိန်နဲ့တွဲပြီးတော့တစ်ခါစုပ်ပြီးတော့တွန်းထုတ်ပေးပါအကြောင်းကတော့ထိတ်ကနေပြီးတော့မှင်ရည်ထွက်သွားအောင်ပါနောက်တစ်ခါကျွန်တော်အချီကျိုးလေးကိုအသုံးပြုပြီးတော့ကြောင်ကြားထဲမှာကတ်နေတဲ့မှင်အချောက်တွေကိုအချီကျိုးနဲ့ချစ်ထုတ်တဲ့သဘောမျိုးအသုံးပြုပါတယ်အခုပုံမှာပြထားတဲ့အတိုင်းလေးပဲအခုလိုမျိုးလေးလှုပ်လိုက်ခြင်းအပြင်မှင်ချောက်တွေဟာရေနဲ့နူးပြီးတော့အချီကျိုးနဲ့တစ်ခါပြန်ချစ်ထုတ်လိုက်သလိုဖြစ်သွားပါတယ်အချီကျိုးနဲ့ချစ်ထားတဲ့မှင်အချောက်တွေထွက်သွားအောင်နောက်တစ်ကြိမ်ထပ်ပြီးတော့ထိတ်ကောင်းကိုရေစုပ်သွင်းလိုက်တွန်းထုတ်လိုက်ပြန်လုပ်ပါတယ်အဲ့လိုလှုပ်ဖန်များတဲ့အခါမှာကျွန်တော်မှင်ချောင်းကိုချွတ်ကြည့်မယ်ဆိုရင်ခုနကကျွန်တော်ပြခဲ့တဲ့မှင်အခဲဟာလုံးဝမရှိတော့ဘူးပျော်ပြီးတော့ဆင်းသွားတာဖြစ်ပါတယ်ရင်နွေးပူပူကြောင့်ကျွန်တော်ရဲ့ခွက်ထဲမှာမှင်ခဲပျော်နေတာကိုလည်းတွေ့ရပါလိမ့်မယ်ထိတ်ကောင်းဟာဆိုလည်းအခုလိုပြောင်းရှင်းသွားတာကိုတွေ့ရပါလိမ့်မယ်ခင်ဗျာပြီးတဲ့အခါမှာကျွန်တော်တန့်ရှင်းရေးတေချာရေချောက်အောင်တုပ်ပါတယ်ဖောင်တိန်ကိုရေချောက်အောင်တုပ်ပြီးတဲ့အခါမှာကျွန်တော်ဖောင်တိန်ကိုပြန်ပြီးတော့စမ်းကြည့်တော့မှာဖြစ်ပါတယ်မိုင်းကင်ဆက်ကူသို့မဟုတ်စာရွက်ဆိုရင်တော့ပိုကောင်းပါတယ်ဗျမှင်လိုက်မလိုက်ကိုကျွန်တော်စတင်ပြီးစမ်းတော့မှာဖြစ်ပါတယ်ဒါကတော့မှင်ထည့်တဲ့မှင်ရည်ဘူးပေါ့ကျွန်တော်စီမှာလည်းရနိုင်ပါတယ်အင်းစမတွေရေးဆွဲတဲ့အခါမှာအသုံးပြုတဲ့မှင်ရည်ကိုကျွန်တော်ခွက်ကလေးတွေကိုနည်းနည်းထည့်လိုက်ပါတယ်ထည့်ပြီးတဲ့အခါမှာမှင်အိမ်ကနေပြီးတော့ကျွန်တော်မှင်ကိုစုပ်သွင်းမှာဖြစ်ပါတယ်မှင်စုပ်သွင်းပြီးတဲ့အခါမှာကျွန်တော်ဖောင်တိန်ကိုပြန်ပြီးတော့တေချာကြနာတက်ဆင်လိုက်ပါတယ်တက်ဆင်ပြီးတဲ့အခါမှာဖောင်တိန်ထဲမှာမှင်လိုက်မလိုက်ကိုကျွန်တော်စတင်ပြီးတော့ဆော်ရွက်မှာချစ်ပြီးတော့စမ်းမှာဖြစ်ပါတယ်ကျွန်တော်ဖောင်တိန်ကိုစတင်ပြီးတော့စမ်းမှာဖြစ်ပါတယ်စမ်းတဲ့အခါမှာမှင်စချင်းမှာတော့မှင်ဟာမလိုက်သေးပါဘူးခါလိုက်ပြန်ချစ်လိုက်ခါလိုက်ပြန်ချစ်လိုက်လုပ်တဲ့အခါမှာမှင်အနှဲငယ်လိုက်လာတာကိုတွေ့ရပါတယ်ဒါပေမဲ့ကျွန်တော်စိတ်တိုင်းကြတဲ့အနေအထားထိမဖြစ်သေးပါဘူးဗျရေပါဝင်နေတာကိုတွေ့ရပါမယ်ရေပါဝင်တဲ့အခါမှာမှင်အယောင်တီးသက်မထွက်သေးတာမျိုးကိုမြင်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာအခုလိုမျိုးဖြစ်တဲ့အခါမှာကျွန်တော်အနေနဲ့ဒီမှင်အိမ်ထဲကမှင်တွေကိုပြန်ပြီးတော့ထုတ်ပြီးတော့နောက်တစ်ခါမှင်အသစ်ထည့်ပြီးပြန်ဆန်းဖို့လိုအပ်လာပါတယ်ခင်ဗျာဒါကြောင့်မို့ကျွန်တော်ပထမစုပ်သွင်းထားတဲ့မှင်တွေကိုကျွန်တော်အကုန်လုံးပြန်ပြီးတော့ထုတ်လိုက်ပါတယ်ခွက်တန်တစ်လုံးဒါမှမဟုတ်လို့ရှိရင်အမိုက်ပုံးတွေကိုမှင်ရည်တွေကိုတွန်းထုတ်လိုက်ပါတယ်တွန်းထုတ်ပြီးတဲ့အခါမှာရေလုံးဝပြန်မထည့်ဖို့လိုပါတယ်ရေပြန်ထည့်မယ်ဆိုရင်တော့မှင်နဲ့ရေနဲ့ရောပြီးတော့မှင်မလိုက်တဲ့ပြဿနာထပ်မှန်ပြီးတော့ကြုံရမှာဖြစ်ပါတယ်ကျွန်တော်အခုတစ်ချိန်မှင်ရည်ကိုတစ်ခါပြန်ပြီးတော့မှင်အိမ်ထဲကိုစုပ်သွင်းလိုက်ပါတယ်ဖောင်တိန်ကိုပထမတော့လိုပဲတေချာပြန်ပြီးတော့တက်ဆင်ပါတယ်တက်ဆင်ပြီးတဲ့အခါမှာတော့ကျွန်တော်နောက်တစ်ချိန်ပြန်ပြီးတော့စမ်းသပ်ကြည့်မှာဖြစ်ပါတယ်ပထမတစ်ချိန်လုံးကလိုပဲကျွန်တော်မှင်တွေကိုချစ်ကြည့်ပါတယ်ဆက်စားချင်းမှာတော့မှင်ဟာအားကောင်းတဲ့မှင်အဖြစ်လိုက်မလာသေးပါဘူးတဖြည်းဖြည်းချင်းတော့အားကောင်းလာပါတယ်ကျွန်တော်စပြီးတော့ဆွဲကြည့်ပါမယ်အခုလိုမျိုးအဆင်ပြေနေတာလေးကိုတွေ့ရပါမယ်သို့တော်လည်းပဲကျွန်တော်စိတ်ကြိုက်အနေထားတော့မဟုတ်သေးပါဘူးနောက်တစ်ချိန်လောက်သာထပ်လုပ်မယ်ဆိုလို့ရှိရင်တော့မှင်ရည်ဟာထင်ရှားနဲ့အသစ်အတိုင်းကိုပြန်လိုက်လာမှဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်ရေးနေရင်းနဲ့နည်းနည်းလေးမှင်လိုက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာ
ဒီနီလန်းလေးဟာအဆင်ပြေတာမို့လို့ဆရာမတို့အသုံးပြုနိုင်ပါတယ်ဖောင်တိန်ကိုအသစ်တစ်ချောင်းထပ်မံဝယ်ယူစရာမလိုပဲသုံးနိုင်တာမို့မျှဝေပေးလိုက်တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ